လုံးပဲမင်္ဂလာပါတရေဒီဝတ္တနာစင်မိတ်ဆွေများကျွန်တော်ပြပေးမှာကတော့တရေဒီထိတ်အလဲပိတ်ပဲဖြစ်ပါတယ်အဲတော့တရေဒီနိစနိကလေးပင်မြောက်ပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ထိတ်စီကိုအရင်ကြည့်လိုက်အောင်ဟုတ်ပြီနော်ဒါထိတ်စီနော်ဒီစစ်ချောင်းငါစစ်ထိတ်နဲ့ငါနော်ပိတ်ပြီးတော့ဒီ3 5 6 3ထိတ်စီ3စစ်ငါကျွန်တော်တို့3လုံးပေါင်းလိုက်တော့6လို့ရပါတယ်ဟုတ်ပြီနော်6ရဲ့ပေါ်ပါတစ်ပြီးတော့ကျွန်တော်တို့6တစ်ထိရတာပေါ့နော်ဟုတ်ပြီနော်ဒီ6တစ်ထိကိုသူက6 4 6ထွဲတာပေါ့နော်ပြီးတော့ကျွန်တော်တို့6ထိမှန်တာပေါ့နော်ဟုတ်ပြီနော်ပြီးတော့ကျွန်တော်တို့နောက်တစ်ပင်ဆက်သွားလိုက်ရအောင်အပင်ကတော့ဒီကိုခွန်ရှစ်ဒီကိုတက်စီနဲ့ဒီရှင်းနောက်ပဲပြီးတော့ဒီ696နဲ့ဒီ6တက်စီဟုတ်ပြီနော်ဒီ6ကိုရှစ်3လုံးပေါင်းလိုက်တော့ကျွန်တော်တို့3လို့ပဲရပါတယ်3ရဲ့ပေါ်ပါရှစ်ပြီးတော့ကျွန်တော်တို့3စစ်ထိတ်ရတာပေါ့နော်ဟုတ်ပြီနော်ဒီ3စစ်ထိတ်ကိုပြီးတော့သူစစ်ကိုစစ်ထွဲထားတာပေါ့နော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီ3စစ်ထိတ်ကိုစစ်ထိတ်မှန်တာပေါ့နော်ဟုတ်ပြီနော်အဲ့ကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်လိုက်အောင်နောက်တစ်ပင်ကဒီတက်လေးငါဒီတက်တက်စီနဲ့ဒီငါနောက်ပိတ်ဟုတ်ပြီနော်ပြီးတော့ဒီနေတက်စီနဲ့ဒီနေငါနဲ့ဒီနေနောက်စီဒီနေတက်စီနော်ဒီနေတက်ငါ3လုံးပေါင်းလိုက်တော့ကျွန်တော်တို့စစ်လို့ပဲရပါတယ်အဲ့တော့ကျွန်တော်တို့စစ်ရဲ့ပေါ်ပါ3ဟုတ်ပြီနော်ပြီးတော့ကျွန်တော်တို့စစ်3ထိပ်ကပြီးတော့စစ်9စစ်ထွဲတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကစစ်ထိပ်မှန်တာပေါ့ဟုတ်ပြီနော်ကျွန်တော်တို့ဒီတပတ်အတွဲပေါ့နော်ဒီတပတ်အတွဲထိပ်ကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်ပြီးတော့ဒီခွန်တုံည6ဒီခွန်ထိပ်စီနဲ့ဒီ6နောက်ပိတ်ပြီးတော့ဒီ9ခွန်နဲ့ဒီ9ထိပ်စီ9ခွန်6ဟုတ်ပြီနော်ကျွန်တော်တို့ဒီ9ခွန်6 3လုံးပေါင်းလိုက်တော့နစ်လို့ရပါတယ်ပြီးတော့နေရပေါ်ပါခွန်ဟုတ်ပြီနော်ဒီတစ်ပတ်ကတော့ကျွန်တော်တို့နေခွန်ထိတ်ရတာပေါ့နော်နေစနေလက်အရန်ကောင်းပါလေဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့နေခွန်ထိတ်စီရပြီဆိုတော့ကျွန်တော်တို့အလဲထိုင်ဆက်ကြည့်လိုက်ရအောင်ဒါကကျွန်တော်တို့အလဲထိုင် site ပေါ့နော်ကျွန်တော်တို့အလဲထိုင်ကိုအရင်ကြည့်လိုက်အောင်အလဲထိုင် site ကတော့ဒီ665ဟုတ်ပြီနော်ဒီ665နဲ့ဒီ356ဟုတ်ပြီနော်356လေးလုံးပေါင်းလိုက်တော့ကျွန်တော်တို့6လို့ရပါတယ်ဟုတ်ပြီနော်6လို့ရပါတယ်ပြီးတော့ကျွန်တော်တို့6ရဲ့ပေါ်ပါ4ဟုတ်ပြီနော်ဒီ6 4ကိုအလဲဖြစ်ပါတယ်အဲ့တော့ဖွက်ထားတာက6 4 6ဒီ6 4အလဲကို4အလဲသူစင်းပေးတာပေါ့နော်ဟုတ်ပြီနော်အဲကျွန်တော်တို့နောက်တစ်ပွဲဆက်သွားလိုက်အောင်နောက်တစ်ပွဲကကျွန်တော်တို့ဒီ9ခွန်ရှစ်ဒီရှင်းနောက်ပိတ်နဲ့ဟုတ်ပြီနော်
696ဒီ696နဲ့ဒီစင်းနှုတ်ပိတ်ပေါင်းအဲ့လိုလေးလုံးပေါင်းလိုက်တော့ကျွန်တော်တို့6လိုပဲရပါတယ်ပြီးတော့6ရဲ့ပေါ်ပါ4ဟုတ်ပြီနော်ဒီ6လေးအလဲကိုကျွန်တော်တို့စစ်ထွက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ6လေးအလဲကို6အလဲတူမှန်တူစင်ပေးတာပေါ့နော်ဟုတ်ပြီနော်ကျွန်တော်တို့နောက်တစ်ပွဲဆက်ကြည့်လိုက်အောင်နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒီ145ကိုဒီ9နှုတ်ပိတ်နဲ့ထွက်ထားတဲ့ဒီနှစ်9နှစ်နဲ့ကျွန်တော်တို့လေးလုံးပေါင်းလိုက်တော့လေးလိုပဲရပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့လေးလိုရပါတယ်ပြီးတော့လေးရဲ့ပေါ်ပါကိုဒီလေးကိုအလဲကိုစစ်ကိုငါထွက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကိုအလဲတစ်လုံးသူစင်းပေးတာပေါ့နော်ဟုတ်ပြီနော်ကျွန်တော်တို့ဒီတစ်ပတ်အတွက်ကျွန်တော်တို့အလဲပေါ့နော်အလဲ site ပေါ့နော်ဒါကျွန်တော်တို့ဒီတစ်ပတ်အတွက်ဒီခုတုံရ6နဲ့ဒီ6နောက်ပိတ်ပြီးတော့ဒီ9ခုနဲ့ကျွန်တော်တို့ပေါင်းလိုက်တော့9ခုနဲ့6လေးလုံးပေါင်းလိုက်တော့ကျွန်တော်တို့ဗာရလဲလေးလိုရပါတယ်ပြီးတော့4ရဲ့ပေါ်ပါ9ဟုတ်ပြီနော်ဒီတစ်ပတ်ကတော့ကျွန်တော်တို့4 9အလဲရတာပေါ့နော်ဟုတ်ပြီနော်ဒီတစ်ပတ်အတွက်ကျွန်တော်တို့4 9အလဲရတာပေါ့နော်အဲ့တော့ကျွန်တော်တို့နှစ်ခွန်ထိလဲရပြီပြီးတော့4 9အလဲလဲရပြီဟုတ်ပြီနော်ကျွန်တော်တို့ထိတ်စီးနဲ့အလဲရပြီဆိုတော့ကဲကျွန်တော်တို့နောက်ပိတ်ပဲဆက်ကြည့်လိုက်အောင်ကဲနောက်ပိတ်ကကျွန်တော်ဘယ်လိုယူလဲဆိုတာကျွန်တော်ရဲ့မိတ်ဆွေများတူကြည့်လိုက်ရအောင်ဟုတ်ပြီနော်ကျွန်တော်နောက်ပိတ်ကဒီလိုယူတာပေါ့နော်ဒီ356ဒီ9အလဲထိုင်ကိုဒီမှာရေးတာပေါ့နော်ဒီ356ဒီ9အလဲထိုင်ကဒီမှာရေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့4ထက်ငယ်sorry 9ထက်ငယ်တာ4 9ထက်ကြီးတာ6ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီ4 9 6နောက်ပိတ်ကို6 4 6သူထွက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့က6နောက်ပိတ်စင်းပေးတာပေါ့နော်ဟုတ်ပြီနော်ကဲကျွန်တော်တို့နောက်တစ်ခါဆက်ကြည့်လိုက်အောင် sorry ကျွန်တော်တို့နောက်တစ်ခါဆက်ကြည့်လိုက်အောင်နောက်တစ်ခါကျတော့ဒီ696ကိုဒီ9အလဲထိုင်ပေါ့နော်ဒီ9အလဲထိုင်ကကျွန်တော်ဒီမှာရေးလိုက်ပြီပေါ့နော်ပြီးတော့ဒီ9ထက်ငယ်တာset 9ထက်ကြီးတာတုံညဟုတ်ပြီနော်ဒီ89တုံညကိုနောက်ပိတ်ပေါ့နော်ဟုတ်ပြီနော်ဒီ89တုံညနောက်ပိတ်ကိုပြီးတော့သူ89 set ထွက်ထားတာပေါ့နော်အဲ့တော့ကျွန်တော်တို့set နောက်ပိတ်တစ်လုံးသူစင်းပေးတာပေါ့နော်ကျွန်တော်တို့ဒီမှာနော်ကျွန်တော်ဒီမှာယူတာပေါ့နော်ဒီမှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့နောက်တစ်ခါပဲဆက်ကြည့်လိုက်အောင်နောက်ကကြတော့ကျွန်တော်တို့ထွက်ထားတဲ့ဒီနှစ်9နှစ်ဒီ9အလဲထိုင်ကိုကျွန်တော်ဒီမှာရေးတာပေါ့နော်9အလဲထိုင်ကပြီးတော့ဒီ9ထက်ငယ်တာ4 9ထက်ကြီးတာ6ဟုတ်ပြီနော်ပြီးတော့ကျွန်တော်တို့ဒီ4 5 6နောက်ပိတ်ကိုအဲ့တော့သူ695လို့ထွက်တာပေါ့နော်အဲ့တော့ဒီ9နောက်ပိတ်သူစင်းပေးတာပေါ့နော်ဟုတ်ပြီနော်ကျွန်တော်တို့ဒီတစ်ပတ်အတွင်းနောက်ပိတ်ပေါ့နော်
ဒီတပတ်နောက်ပေးကတော့ကျွန်တော်ဒီထွက်ထားတဲ့ဒီ6ခုနဲ့ဒီခုအလဲထိုင်ကိုဒီမှာတဲတော့ဗောနော်ဟုတ်ပြီနော်ဒီမှာတဲတယ်ဒီ6ခုနဲ့ဒီခုအလဲထိုင်ဒီမှာရေးတယ်ပြီးတော့ဒီခုထက် sorry ဗောနော်ဒီခုထက်ငယ်တာ6ဒီခုထက်ကြီးတာ shade ဒီ6ခု shade နောက်ပေးဗောနော်ဒီတပတ်အတွက်ဒီ6ခု shade လဲအရင်ကောင်းပါတယ်ပြီးတော့ဒီလေးပင်ကနီးစနစ်လဲအရင်ကောင်းပါတယ်အဲ့တော့ကျွန်တော်တို့ taxi လဲရပြီအလဲလဲရပြီပြီးတော့နောက်ပေးလဲရပြီဆိုတော့ကျွန်တော်တို့ထိုးရမယ့်ကဏ္ဍစီလဲရအောင်ထိုးရမယ့်ကဏ္ဍကကျွန်တော်တို့နေလေး6ပြီးတော့နေလေးခုပြီးတော့နေလေးရှေ့ပြီးတော့ကျွန်တော်တို့နေ6နေခုနေရှေ့ဟုတ်ပြီနော်အဲ့ဒါနေ taxi ခု taxi ကြတော့ကျွန်တော်တို့ခုလေး6ခုလေးခုလေးရှေ့ဟုတ်ပြီနော်ပြီးတော့ကျွန်တော်တို့ခု6ခုရှေ့ခုဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဘယ်နှကွက်ရလဲဆိုတော့တစ်ကွက်နှစ်ကွက်သုံးကွက်6ကွက်9ကွက်12ကွက်ပေါ့နော်ဒီတဲ့12ကွက်ကိုသူဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့ပုံမှန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုဒီမှာပဲရန်နာလိုက်ရအောင်အလုံးပဲကျေးဇူးတင်ပါတယ်